မန္တလေးဟာဆိုးဆိုးဝါးဝါလျှက်စစ်မီမရရှိတာကိုဆိုလာစရီတပွဲဖြစ်အောင်လုပ်ပြခဲ့တဲ့မြို့ပါအရင်ကတည်းက Smart City ဆိုပြီးဂုဏ်စာခဲ့ကြတဲ့အစနောက်တောင်မခံတဲ့မန္တလေးပါထိခိုက်ပျက်စီးမှုများလွန်းတဲ့9.8ငလျင်ကြီးနောက်ပိုင်းမန္တလေးသားတွေကုံယုံထနေကြပါတယ်ပူတာထက်ကူတာကိုပိုမက်လို့နေရာအသီးသီးမှာမန္တလေးကလူတွေပါဝင်ကူညီနေကြပါတယ်မန္တလေးအကြောင်းမန္တလေးကလူတွေအသိဆုံးပါမန္တလေးဟာအထက်မြန်မာပြည်ရဲ့စုံချက်စုံမှတ်ဖြစ်တာကြောင့်တိုင်းရင်းသားများရောလူမျိုးဘာသာပါစုံလင်လာတဲ့မြို့ဖြစ်ပါတယ်ခမားတို့ကြည်စမ်းပါ After earthquakes မှာ aftershocks တွေကြားကတောင် New normal ဆိုတာမျိုးစပြီးလှုပ်ချင်လာကြပါတယ်လက်ဖက်ရည်ဆိုင်ရှမ်းဆိုင်ထမင်းဆိုင်တွေလဲပတ်နေကြပါတယ်စက်ယုံတွေရန်တရားတွေလဲပတ်အောင်လုပ်ပြီးချက်ချင်းအလုပ်ပြန်စနေကြပါတယ်ကြံရစ်တဲ့ survivor တွေဟာစိုးရိမ်ထိတ်လန့်ကြောက်ရွံ့မဲ့အစားလုပ်ငန်းများပြန်လဲပတ်ရေးကိုအသားပေးဆောင်ရွက်နေတာတွေ့ကြရမှာပါမန္တလေးဟာအလုပ်လုပ်တဲ့သူတွေတိတ်ကိုပေါ်တဲ့မြို့ပါဒီမြို့မှာလုပ်ငန်းရှင်တွေအတော်များလို့ smith တွေတိတ်ပေါ်တဲ့မြို့ပါနားပြီးဆိုစွနာပြီးလုပ်ပြီးဆိုတအားအလုပ်လုပ်တဲ့သူတွေပါစိန်လဲတိတ်ခံခြင်းနဲ့ကောင်တွေနဲ့ပြည်နေတဲ့မြို့ပါကျွန်တော်ပြောနေတာလူလက်တန်းစားနဲ့အထက်လွှာကိုပြောတာပါကျူးတဲတွေမှာနေပြီးထမင်းထုတ်အိမ်ပြန်သိမ်းတဲ့အတန်းစားကိုမပြောပါတကျင်နာနီးပါပြီးမန္တလေးသားတွေနားကျင်ရောက်တော့မှာပါဒီအဖြစ်ပြက်ကြောင့်မန္တလေးသားတွေနားရဖို့ခတ်သွားပါတယ်လုံအားကိုစံပြတဲ့လုပ်ငန်းရှင်တွေရှိတဲ့မြို့ဖြစ်လို့ပြပုံတွေကပြန်လည်နိုးထတဲ့ဖိနှိပ်ငတ်နဲ့နှိုင်းကြပါတယ်မန္တလေးရဲ့ပြန်မရနိုင်တဲ့ဆုံးရှုံးမှုတွေကိုဝမ်းနဲ့ထိခိုက်ကြပေမဲ့အဆက်မပြတ်အလုပ်လုပ်ကြသူတွေမို့မကြခင်မှာမြို့တော်ဟာပိုကောင်းလာဖို့ပဲရှိတယ်ဆိုတာယုံပါတယ်ငလျင်ကျောပေါ်မှာထိုင်ပြီးနင်လာဟဲ့ငလျင်ဆိုပြီးပြောင်းလဲသွားမဲ့မန္တလေးရဲ့အနာဂတ်ကောင်းကိုမျှော်လင့်မိပါတယ်မတည်ခင်လဲမြင်ရချင်ပါတယ်မြင်ရမယ်ဆိုတာလဲယုံပါတယ်အတူလဲရှိပါတယ်ကျွန်တော်တို့မှာကျုံဘေးကလက်ရန်ကြီးမကြိုက်ဘူးလို့ပြောလို့ရတဲ့ကြည်ကြလို့ရတဲ့အစိုးရတော့လိုတာပေါ့ဗျာ